Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးနဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာအခုလက်ရှိကြုံတွေ့နေတဲ့ဒီငလျင်ဘေးဒုက္ခကြောင့်မို့လို့ဖြစ်လာတဲ့အကြောင်းအရာတွေရယ်ပြီးတော့ကျွန်တော်ဒီအဲ့ဒီငလျင်တွေကနေအမျက်ဆုံးယူတဲ့လူတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆက်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ပြပြချင်တာကတော့ကျွန်တော်မြန်မာနိုင်ငံဆိုရင်ဒီ2025မှာတင်မဟုတ်ဘဲနဲ့လွန်ခဲ့တဲ့2022ကလည်းစပြီးမှကျွန်တော်ဘေးဒုက္ခအမျိုးမျိုးတွေကြုံတွေ့ခဲ့ရပါတယ်ကိုဗစ်တွေဆီယနာသိမ်းမှုတွေရေဘေးဒုက္ခတွေဆိုတော့မိကြီးကျယ်လောင်တဲ့ဒုက္ခတွေရောရှိခဲ့တယ်ကျွန်တော်ကြားဖို့မလားတော့မသိဘူးကျွန်တော်ဒီရှီဘဘက်မှာမီးလောင်တာမျိုးတွေမြန်မာနိုင်ငံတဲ့ဘိုင်းကရှီဘပေါ့နော်အဲ့ဘက်မှာမီးလောင်တာတွေဈေးတစ်ခုလုံးမီးလောင်တာပေါ့ဒါကတော့စစ်အာဏာသိမ်းတဲ့ကာလတွင်မှာဖြစ်ခဲ့တာပေါ့အခုဆိုရင်2025မှာဆိုကျွန်တော်ရဲ့အရန်ကိုကြီးကျယ်တဲ့ဒုက္ခတွေပေါ့ဒီငလျင်ဘေးကြီးပေါ့နော်ဖြစ်လာပါတယ်အခုငလျင်ဘေးအခုလိုမျိုးဖြစ်လာတဲ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံသားတွေကကိုယ့်ရဲ့ဒီနိုင်ငံသားချင်းချင်းကိုကူညီရမယ့်အစားဘေးဒုက္ခပေးနေလူတွေရှိပါတယ်စီကံမရှိပဲနဲ့အခုလိုမျိုးတွေပေါ့နော်မကူညီခြင်းတဲ့အပြင်မရိုင်းပင့်ခြင်းတဲ့အပြင်ကိုမှဘေးဒုက္ခထပ်ပေးနေရလူမျိုးဖြစ်ပါတယ်ဘာကြောင့်မို့လဲကျွန်တော်ဒီလိုပြောရလဲဆိုရင်စဉ်းစားကြည့်ဗျာကျွန်တော်အခုဘယ်လိုတွေဖြစ်လဲဆိုရင်ငလျင်တွေဖြစ်တဲ့အခါမှာကျွန်တော်တို့အဖက်ကလူတွေကဆူတောင်းပေးကြတယ်ဗျာကိုယ်တိုင်တောင်းမရောက်နိုင်တဲ့လူတွေနေရက်ချားတွေကလူဆိုဆူတောင်းပေးကြရစင်ပြကြပါစေကဲလို့ရပြီလားဒီလိုမျိုးကျွန်တော်တို့ပို့ချင်မှာလဲဝင်ရောက်စိတ်ပူပေးကြတဲ့လူတွေရှိလို့ကိုယ်နဲ့မဆိုင်မဲ့တိုင်းနေနေတဲ့လူတွေရှိတယ်အခုဆိုရင်ကျွန်တော်တို့အဲ့ဒီဘက်ဒေတာမှာတိကျမှာပါအလူလဲတဲ့လူကလဲတစ်ဖက်ကလူကပျော်နေတဲ့အချိန်တစ်ဖက်ကလူကငိုနေတဲ့အချိန်ပြောတဲ့လူကပျော်ငိုတဲ့လူကငိုဒါကြီးအတိတ်ပဲတော့တိတ်မရှိဘူးနိုင်ငံရဲ့ခြားတွေကနေအိန္ဒိယတွေတရုတ်တွေဒီကျွန်တော်တို့ဒီ USD ပြီးလို့ရှိရင်ကျွန်တော်တို့ထိုင်းနေအမျိုးမျိုးသောနိုင်ငံတွေလာအိုတွေကနေကျွန်တော်တို့လာပြီးကူညီနေတဲ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံလူတွေဒီလိုမျိုးအလူလဲရမျိုးကြီးလည်းမဖြစ်သင့်ပါဘူးပြီးလို့ရှိရင်နောက်တစ်ချက်ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေအခု Facebook ပေါ်ကနေတချို့ခိုင်နေဝင်ပေးတယ်သိရမလားပရာဟိတတွေဘာတွေလူတန်းပေးတဲ့ကျွန်တော်တို့အကောင့်တွေရှိတယ်ကူညီနေတဲ့လူတွေရှိတယ်လူမှုပြန်လဲကယ်ဆယ်တဲ့အဖွဲ့တွေနိုင်ရေးတင်းအဖွဲ့တွေလည်းရှိတယ်တွားပြီးကူညီကြရဗျအဲ့လိုချင်းနေမျိုးမှာကျွန်တော်တို့မြန်မာနိုင်ငံအလံဝေးတဲ့ဒေသတွေပြီးလို့ရှိရင်နိုင်ငံရဲ့ခြားမှာနေတဲ့လူတွေကကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုငွေအားလူအားဖြင့်မကူညီနေတဲ့အခါမှာငွေအားဖြင့်ကူညီခြင်းကြတယ်အဲ့ခါကျတော့ကျွန်တော်တို့အကောင့်ကနေကျွန်တော်တို့ငွေလွှဲရမျိုးပါမျိုးလုပ်တယ်ပြီးလို့ရှိရင်အဲ့ငွေလွှဲတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့လူတွေပြီလားတော်တော်တကယ်ကိုစီကမရှိအောင်ဟုတ်ကူညီခြင်းနေတိုင်းနေလိုက်ကြပါအဲ့အောင်ဂျားတဲ့အမြတ်ထုတ်မှခိုင်နေဝင်ရဲ့ပုံလေးပုံစံမျိုးတင်တယ်ခိုင်နေဝင်အကောင့်လိုပါမျိုးလုပ်တယ်လုပ်ပြီးတော့အဲ့ရဲ့အကောင့်နေနဲ့တစ်ဖက်ကနေအကောင့်တူတွေပုံစံမျိုးလုပ်ပြီးတဲ့အခါမှာငွေလွှဲတဲ့လူကိုမျိုးမျိုးသောလိမ့်ချက်တွေပါချက်တွေမျိုးမျိုးပေးပြီးတော့ကျွန်တော်တို့ယူချတယ်ဗျဒါမျိုးကြီးတွေကမဖြစ်သင့်ပါဘူးလို့ကျွန်တော်ဆိုရင်ငွေတော်လွှဲခြင်းတဲ့အခါမှာတခြားမေးတဲ့အခါမှာလည်းတခြားမေးဟုတ်တယ်ပါညာဟုတ်ကဲ့ရှင်းပါညာတကယ်တော့ခိုင်နေဝင်ရဲ့အကောင့်တွေပါနေမှာအမျိုးရဲ့အမျိုးအကောင့်တွေမှာကျွန်တော်ပေးအမင်တယောက်နေတယ်တယောက်ကတော့အများကြီးကင်လာတင်တယ်ဗျမနိုင်ငံဒုက္ခရောက်နေတော့မှန်တယ်ဒါပေမဲ့ကိုတယောက်အားနဲ့ကူညီတာလူကိုယ်တိုင်တွားပြီးမှအပြင်မှာတွားမှကူညီနိုင်တော့မှကျွန်တော်ဒီပေးမှာတေချာလေးကင်ပြီးမှတစ်ဖက်ကငွေလွှဲခြင်းတဲ့လူကိုပြန်လဲဖြေချားရမျိုးတွေတိတိကျကျလောက်တာမျိုးပေးအမင်နေတယ်တယောက်ကတော့တေချာပေါက်လေးကင်ပြီးတော့ကျွန်တော်ဖြေချားတာမျိုးလေးလုပ်တင်ပါတယ်လို့အဲကြောင့်လဲဆိုတော့ကျွန်တော်တို့တစ်ဖက်က official account ဖြစ်နေတော့ကျွန်တော်တို့တွားမိလိုက်တဲ့အခါမှာသူတို့ကတော့တမျိုးတွင်းမှာပေါ့နော်တစ်ဖက်ကလူမှာတွားကူညီနေတဲ့အခါမှာမအားလို့ဆိုမှအချင်းတွေရောရှိလိမ့်မယ်ဒါပေမဲ့တစ်ဖက်ကကျွန်တော်မြန်မာနိုင်ငံရဲ့ခြားဒေသတွေနေစွန်းရဖျားတွေနယ်မျိုးတွေဘက်ကနေလူငွေတွေပေးချင်တဲ့လူတွေကြလို့ရှိရင်လည်းဒါမျိုးတွေကိုလူချင်းတဲ့အခါမျိုးမှာတစ်ဖက်ကလူကပြန်လည်းမဖြေချနိုင်တဲ့အခါကျတော့အကောင့်လူလားစစ်လားမအားရလားဘာညာလားပြီးတော့ဒီငွေကိုဘယ်ကနေလွှဲရမလဲဒါမျိုးတွေအခက်အခဲဖြစ်တဲ့အခါမျိုးမှာကျွန်တော်လိုက်ဆိုင်ရင်နဲ့ဒီကျွန်တော်တို့ကအခုချိန်မှာလူကျင်တာဗျလူကျင်တဲ့အခါကျတော့ခိုင်နေမပေးမှမဟုတ်ဘူးတခြားလူမှုကယ်ဆယ်ရေးဖွဲ့တွေမှာကျွန်တော်တို့တွားကူညီနေတဲ့အခါမှာကျွန်တော်တို့ကအကောင့်တွေလိုက်ရှာရတယ်ရှာပြီးတော့မေးကြည့်ကြတယ်ဗျမေးကြည့်ရတဲ့အခါမျိုးကဒုက္ခတွေအမျိုးမျိုးတွေ့ကြတယ်ဘာကြောင့်လဲဆိုရင်ပြန်ပြီးတော့မဖြေနိုင်ကြဘူးနောက်တစ်ဖြေတဲ့အကောင့်ကိုကျွန်တော်တေချာပြန်ဝင်ကြည့်တဲ့အခါမျိုးမှာလည်းအကောင့်တူတွေဖြစ်နေရတယ်များတယ်တစ်ဖက်ကလူတွေကျွန်တော်စစ်စီရမျိုးလို့တချို့ဟိုဟာတွေပေါ့ရှိရပေါ့နိုင်ရေးတွေကတော့ကျွန်တော်ဒီဗီဒီယိုခေါ်ပါဗီဒီယိုခေါ်ရင်ကျွန်တော်ရဲ့မျက်နှာကိုမြင်မှပဲကိုဒီလိုငွေလွှဲကြပါဘာညာဆိုအဲ့မျိုးပြီးတော့ရှိပါတယ်နော်အဲ့မျိုးပြီးလှုပ်ထားလဲကောင်းတော့ကောင်းပါတယ်အဲ့မျိုးကြီးလှုပ်ပြီးလို့လည်းမညူစုကြပါနဲ့လို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လူလိုက်တဲ့ငွေတွေက
တကယ်ကုညီရမယ့်နေရာကိုမရောက်ပဲနဲ့တစ်ဖက်ကလူရဲ့အေးမတမာတဲ့စနစ်ထဲရောက်ပြီးမှတခြားလူပေးလိုက်ရမျိုးမဖြစ်ချင်ကြဘူးကျွန်တော်တို့ကငွေလူတာဗျလူတာကလည်းတကယ်ဒီရောက်တဲ့တကယ်လိုအပ်နေတဲ့လူကိုလူချင်တာအဲ့အလက်ကားနေထိုင်ပြီးမှရချင်တဲ့အဲ့မကောင်းတဲ့ကောင်တွေကိုလူချင်တာမဟုတ်ဘူးအဲ့ကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒီ page တွေပါတယ်ဂိုင်းတဲ့လူတွေကလည်းဒီချာလေးမှဂိုင်းပြီးမှပေါ့နော်ပြန်လေးမှဖြေချစေလိုပါတယ်လို့နော်ဒီလိုမျိုးဖြေချရလို့လည်းတစ်ဖက်ကလူမင်းမလူချင်လို့ရှင်လဲ sorry ရမလူနဲ့ပါညာဆိုရဲစကားမျိုးတွေလည်းဖြစ်စေချင်ပါဘူးဘာလို့လဲဆိုရင်တစ်ဖက်ကလူလဲရလူကလည်းဟိုတကယ်ရောက်သုံးတဲ့နေရာတွေတကယ်ဒုက္ခရောက်နေတဲ့နေရာတွေလူချင်လို့ပါနော်အဲ့မျိုးကြောင့်မို့ကျွန်တော်တို့လည်းမင်းမြန်းတာစစ်စီရမျိုးလုပ်ရပါတယ်လို့နော်အဲ့ကြောင့်မို့တစ်ဖက်က peace line နဲ့လူတွေလည်းဒီချာလေးဒါလေးကိုပြန်လဲမှဖြေတာမျိုးတွေဖြစ်စေချင်ပါတယ်ပြီးတော့မြန်မာနိုင်ငံညီကိုတွေနဲ့လည်းနေရချရောက်နေတဲ့ညီကိုတွေကမကြံပေါ့နော်ကျွန်တော်အခုချိန်မှာလူမယ်ဆိုရင်မိပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုအင်ယာတွေပြည့်စည်သွားတဲ့အခါမှာအစာကြီးလည်းလိုအပ်နေရတယ်ရှိတယ်လိုအပ်ချက်တွေအများကြီးရှိသေးတယ်ဗျအခုချိန်မှာကျွန်တော်တို့စလူမယ်ဆိုရင်ကြာသွားပြီလူမမီတော့လားဘာညာလားဆိုတော့မဟုတ်ပါဘူးလူမိပါသေးတယ်ကျွန်တော်လူလို့ရပါတယ်အခုချိန်ဒီကယ်ဆယ်ရေးရဲ့လုံးဝကိုမပေးသေးပါဘူးအများကြီးအခြေအနေလည်းရှိပါသေးတယ်စကိုင်းဘက်မှာဆိုလည်းအခြေအနေတွေရမ်းစုနေအမျိုးတွေရှိပါတယ်အားကြောင့်မို့ညီကိုတို့အနေနဲ့လူချင်းတယ်ဆိုရင်လူကြပါလူတဲ့အခါမှာလည်းတီချာပေါ့ official account လားဒါမှမဟုတ်အလိန် account လားအဲ့မျိုး account တွေနဲ့ဟိုဂျားရနဲ့ပြက်ပေါက်စားလုပ်နေတဲ့ account တွေရှိတယ်အဲ့ဟာတွေကိုလည်းတီချာလေးကြည့်ပြီးလူစီချင်ပါတယ်လို့ပြီးတော့ကျွန်တော်တို့ဒီ page တွေမှာလည်း page ကိုဒီတိုင်းပြစ်မထားပဲနဲ့ official account လူတွေလည်းတီချာပေါ့လေပြန်လည်းဖြေချပြီးမှတီချာလေးတစ်ဖက်ကလူရဲ့ယုံကြည်မှုရအောင်တီချာလေးညှိနှိုင်းဆွေးနွေးပြီးမှပဲအလူလက်ခံတာမျိုးပဲလုပ်ပေးတင်ပါတယ်လို့เนาะကျွန်တော်ပြောချင်တာကလည်းအဲ့ဒါလေးပါပဲပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံညီကိုမောင်နှမရဲ့အားလုံးလည်းဒီငလျင်ဘေးကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့မကယ်ဆယ်နိုင်သေးတဲ့လူတွေကိုလည်းအမြန်ဆုံးကယ်ဆယ်နိုင်ပါစေလို့ဒီမျိုးဘေးဒုက္ခမျိုးတွေလည်းအမြန်ဆုံးကျွတ်လွတ်နိုင်ကြပါစေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းနေကျွန်တော်ဗီဒီယိုလေးဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးကျမ်းမာလို့ချမ်းသာတဲ့ကင်ပေးရှိမှကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးဒုက္ခရင်လွတ်မြောက်ပါစေဆုတောင်းနေ